ပေးရဆိုရင်အိမ်ကကလေးတွေကိုဘယ်ကိုလိုက်ဖို့တည်ကြဒီတော်မောင်ကစိုက်ကဲစီမလားကစားကွင်းနဲ့ဝင်မလားဆိုကစားကွင်းနဲ့ဝင်မှာဆိုတော့ကစားဝန်းနဲ့ပြစ်ထည့်ပလိုက်ပါတယ်သူ့ကိုပြစ်ထည့်တဲ့အချိန်မှာပဲကျမတို့ကအဲ့မှာလူကြီးမိဘတွေစောင့်ဆိုင်နေတဲ့အချိန်မှာပေါ့နော်နှိပ်လို့ရအောင်လို့ဒီမှာနှိပ်ခမ်းထားပေးထားတယ်အနှိပ်ခုံပေါ့အနှိပ်ခမ်းမဟုတ်ပါဘူးနှိပ်ခုံက9မိနစ်ကို1000မှာအရင်တော့ကဆိုရင်1000ဆိုရင်10မိနစ်ရတယ်အခုတော့သူလည်းစီးတက်သွားတာပေါ့နော်ဒါတော့ကျမရဲ့လက်နော်မောင်မှာသူကစိန်ခံနေပါတယ်သူကအဲ့ဒီခုံကိုရမ်းသဘောကျပါတယ်ဒီဆယ်မောနော်ဝေးဆယ်မောမှာမက်ခရိုကနေဝယ်လာတာပါတတုံးကို3000ပေးရပါတယ်3000ဆိုလည်းလင်းများနှစ်ယောက်ကတော့အေးစီကောင်းကောင်းစားလို့ရတယ်ဘိုက်တော့မပြည့်ဘူးပေါ့ရှိတော့ဒီတကိုယာကြီးဆိုင်ကနေပြီးတော့ပဲငှက်ပြိုင်လေးနဲ့တောင်းလိုက်တယ်ပေါ့နော်ငယ်ပဲငှက်ပြိုင်လေးနဲ့တူစာ share ပဲတကိုယာကြီးကလည်း share ပဲဒါပေမဲ့ပူတုံးကကောင်းတယ်အခုကသူကလုတ်ပြီးသားလေးထည့်ပြီးလိုက်တယ်ဆိုတော့နည်းနည်းအေးနေပြီတိတ်စင်မပြေဘူးတိတ်မကြိုက်ချင်နောက်ဆုံးစားခဲ့တဲ့ဈေးနှုန်းလေးက6500ပါအခုတခါတော့ဝယ်တာ9000ပေးရပါတယ်900ပဲတက်တယ်ဆိုတော့လေတိတ်တော့မစိုးလာပါဘူးကဲယောက်ျားရဲ့ဆယ်မွန်လေးလည်းကုန်းဆင်းလိုက်ပါမယ်အရှမ်းစားကောင်းတော့စက်ထဲမှာပျော်ဝင်သွားတာပေါ့နော်ကဲဘိုက်ပိတ်လာဆိုတော့ဖြစ်သေးတော့ကင်းကောင်နေပြီးတော့ crispy potato လေးတော့ပဲထပ်စားလိုက်ပါတယ်ဒီအာလူးလေးကတော့တပူးကို6300ပေးရပါတယ်အာလူးကလေအတုံးသေးလေးတွေကစားကောင်းပါတယ်ဒါပေမဲ့အတုံးကြီးတဲ့ခါမှာတော့တိတ်ပြီးစားမကောင်းဘူးအထဲကအပြင်က crispy ဖြစ်ပြီးတော့အထဲကတော့အေးဆက်နေပြီမဲ့ပါစက်ထဲမှာနည်းနည်းအားတယ်လို့ခံစားရပါတယ်ဒီတစ်ပတ်ပိတ်ရလေးကတော့ဒီလောက်ပါပဲနောက်ဘလော့လေးမှာပြန်တွေ့မယ်နော်အားလုံးပဲ bye